အပေါ်ပိုင်းကတော့ဆန္ဒအမဲထွက်နေတာတွေအောက်ပိုင်းကတော့ချွတ်ထားတဲ့ဆန္ဒတွေပေါ့နော်ဒီလို customer မျိုးတွေလာတဲ့အခါကျရင်ကျမတို့ပြန်ပြီးတော့ပေါ့နော်ဆေးဆိုးတဲ့အခါကျရင်ညီအောင်ဘယ်လိုဆိုးရတယ်လဲဆိုတဲ့လှုပ်ဝက်ချက်လေးကိုကျမပြပြပေးချင်တာပဲဖြစ်ပါတယ်ဧည့်သည်လိုချင်တာကတော့သူက5 level လောက်လိုချင်တယ်ပြန်ပြီးတော့နှိမ်ချင်တယ်အောက်ပိုင်းကတော့ချွတ်ထားတဲ့ကာလာတွေအပေါ်ပိုင်းကတော့ဆန္ဒအမဲတွေအပေါ်ပိုင်းကဆန္ဒအမဲကိုကျမတို့ level 3လို့ခေါ်တယ်အောက်က level ကကြတော့ကျမတို့ level 9အဆင့်လောက်ကိုသူချွတ်ထားတဲ့ level တွေဒါမျိုးကိုဧည့်သည်ကပြန်ပြီးတော့လိုချင်တာက5ပေါ့နော်5 level လောက်လိုချင်တယ်သူလိုချင်တာအဝိုင်အောင်ဆိုတော့533အညူရောင်ဆိုရင်တော့577လောက်ကိုဧည့်သည်ကလိုချင်နေတယ်ဒီလိုအနေထားမျိုးမှာဆိုရင်ကျမတို့ကတစ်ခွက်ထဲတာဖြောမယ် level 3ကနေ level 5ကိုရောက်ဖို့ဆိုရင်ကျမတို့ချုပ်ရည်က profile နေမှာကျမပြောထားတယ်level 3ကနေ level 5ကိုလိုချင်တယ်ဆိုရင်10%ချုပ်ဆေးရည်ကိုအသုံးပြုပါတယ်အခုကကြတော့ကျမတို့ကဒီ level 9ကိုလည်း5ကိုပြန်ချချင်တဲ့အခါမျိုးဒီ10%ချုပ်ဆေးရည်နဲ့ပဲဧည့်သည်လိုချင်တဲ့533ကိုတစ်ခါတည်းစိုးလိုက်မယ်ဆိုရင်မညီတာတွေဖြစ်နိုင်တဲ့အတွက်ကိုနှုတ်ဝက်ချက်ကလေးကဖာလဲဆိုရင်ကျမတို့လိုချင်တဲ့ဧည့်သည်က533လိုချင်တာ633လိုချင်တာဧည့်သည်လိုချင်တဲ့အလင်းစစ်နဲ့ကျမတို့တက်စစ်နှိမ့်နေပေါ့နော်အခုကတော့ဧည့်သည်က533လိုချင်တာဖြစ်တဲ့တော့သူဖြစ်တဲ့စစ်နှိမ့်တာဆိုရင်ကျမတို့440ဆိုရဲအလင်းစင်ဆေးဘူးလေးကို10 gram or 50 gram လောက်ပေါ့နော်အနည်းငယ်ထည့်ပြီးတော့အပိုင်းကိုစိုးတော့မယ်ဆိုရင်ကျမတို့ဒီလိုမျိုးလေးထည့်ပြီးတော့စိုးပေးခဲ့မယ်ဆိုရင်အပေါ်ကာလာနဲ့အောက်ကာလာတညီရဲရတဲ့ result ကိုရရှိမှာပဲဖြစ်ပါတယ်ကာလာနဲ့ပတ်သက်ပြီးတော့ဒီထက်ပို့ပြီးတော့သိချင်တဲ့အပိုင်းတွေရှိရဆိုရင်ကျမရဲ့ TikTok message မှာလာပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းစုံစမ်းလို့ရပါ